အောက်ပါအင်္ဂလိပ်စကားလုံးများကိုမြန်မာလိုအဓိပ္ပာယ်ဖွင့်ဆိုပါကားတက်စီကွန်ပျူတာဖုန်းအင်တာနက်အီးမေးလ်ကော်ဖီကိတ်ချောကလက်ဂိမ်းပါတီအချေကလူများများနဲ့ပစ္စည်းများကိုတနေရာမှတနေရာသို့တည်ယူပို့ဆောင်ရအသုံးပြုသောယင်တစ်မျိုးတက္ကစီခရီးသည်များကိုအခကြေးငွေယူပြီးတည်ယူပို့ဆောင်ပြီးယင်ကွန်ပျူတာအချက်လက်များကိုလက်ခံလှုပ်ဆောင်တင်စီနိုင်သော electronic စက်ပစ္စည်းဖုန်းလူများအကြားဆက်သွယ်ပြောဆိုရန်အသုံးပြုသောဆက်သွယ်ရေးကိရိယာအင်တာနက်ကမ္ဘာတစ်ဝဲရှိကွန်ပျူတာများကိုချိတ်ဆက်ထားသောဆက်သွယ်ရေးကွန်ရက်ကြီးအီးမေးလ်အင်တာနက်မှာတဆင့်စာမားကိုပို့ပြီးလက်ခံနိုင်သော electronic စာပို့စနစ်ကော်ဖီဈေးမှပြုလုပ်သောတောက်စရာအရသာရှိသောအရက်မဟုတ်သောအဖျော်ရမကာတစ်မျိုးဂိမ်းမုတ်မုံညက်တကြားဥများဖြင့်ပြုလုပ်သောချိုမီနီမုံတစ်မျိုးချောကလက်ကကာအိုဈေးမှပြုလုပ်သောချိုမီနီအစားအစာတစ်မျိုးဂိမ်းဖျော်ဖြေရန်သို့မဟုတ်ပြိုင်ဆိုင်ကစားရန်ပြုလုပ်သောလှူရှားမှုသို့မဟုတ်အားကစားတစ်မျိုးပါတီလူများစုစုမေး၍ပျော်ရွှင်မှုပြုလုပ်သောအခမ်းအနားတစ်မျိုး